ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ကမာရုပ်အဖွဲ့သားတွေကဒီ၄မျိုးမြစ်ကိုဖြတ်ပြီးတော့ဒီဘက်တစ်ဖက်ကမ်းမှာရှိတဲ့တက်ကြတာကိုဝင်မျိုးနဲ့ဒိုင်းနက်ခေါ်တက်ကမလူမျိုးတွေရဲ့ယဉ်ကျေးမှုဘာသာစကားနဲ့ဒလိထုံးတမ်းတွေအကြောင်းကိုကျွန်တော်တို့တွားရောက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်မြန်မာပြည်နောက်ဘက်ခြမ်းကဂျိုးမတောင်တန်းကြီးနဲ့ပင်လယ်ပြင်ကြားဒေသဟာရခိုင်ပြည်နယ်နန်းဆိုင်ရာဘီရင်နိုင်ငံတော်ဟောင်းတစ်ခုတည်ရှိခဲ့တဲ့ဒေသဖြစ်ပါတယ်။စာပေယဉ်ကျေးမှုနဲ့ဘာသာတရားတို့ထွန်းကားခဲ့ရာအဖရခိုင်ပြည်ကြီးမှာလူမျိုးစုငယ်အသီးသီးအတူတကွနေထိုင်လာခဲ့ကြပါတယ်။ရခိုင်လူမျိုးတွေနဲ့အတူကမန်မျိုးခေါ်ခမီမရမာကြီးတက်ဒိုင်းနက်စတဲ့လူမျိုးစုတွေရခိုင်ကမ်းမြောင်ဒေသတစ်လျှောက်ပြန့်နှံ့နေထိုင်ကြပါတယ်။မျိုးနွယ်စုအသီးသီးဟာဘာသာစကားယဉ်ကျေးမှုတို့ကွဲပြားခြားနားကြပြီးမတူခြားနားတဲ့နောက်ခံသမိုင်းကြောင်းအသီးသီးလည်းရှိကြပါတယ်။ရခိုင်အုပ်စုတွေကတစုဖြစ်တဲ့ဒိုင်းနက်လူမျိုးစုအကြောင်းတင်ဆက်ပေးသွားပါမယ်။ရခိုင်တို့ရဲ့တတိယမြောက်ဖြစ်တဲ့၄မျိုးခေတ်ဘီရင်မင်းကြီးကနေမြစ်စကီရီတက်တိုင်းပြည်ကိုတိုက်ခိုက်ခဲ့ရာကတက်လူမျိုးစစ်တုံးပန်း1000ကိုဖမ်းဆီးပြီးအန်ဒေတာတဝိုက်ခြေချနေထိုင်စေခဲ့ပါတယ်။ဒိုင်းပြုလုပ်ရာမှာကျွမ်းကျင်တဲ့ဒီအုပ်စုဟာဒိုင်းကိုဘင်းစီဆက်စီခဲ့တာကြောင့်ဒိုင်းတက်ကနေဒိုင်းနက်လူမျိုးဖြစ်1892ခုနှစ်မှာတရားဝင်စည်းသွင်းခံခဲ့ရတယ်လို့ဒေသခံတွေကယုံကြည်နေကြပါတယ်။ဒိုင်းနက်နဲ့ဘာသာစကားအသွင်မြင်တဲ့ယဉ်ကျေးမှုတူတဲ့လူမျိုးစုတွေဟာဒီကနေ့စစ်တကောင်းဒေသမှာရှိနေပါသေးတယ်။လူဦးရေတန်းနဲ့ချီရှိတဲ့ဒိုင်းနက်တို့ဟာဘင်္ဂလားဒေ့ရှ်ကတက္ကမကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာဗုဒ္ဓဘာသာကိုးကွယ်သူတွေဖြစ်ရှိနေကြတာပါမြန်မာပြည်မှာတော့ဒိုင်းနက်လို့ခေါ်တဲ့လူမျိုးစုဟာလူဦးရေ3000ကျော်လောက်ပဲရှိပါတယ်ဒီဒိုင်းနက်လူမျိုးတွေရဲ့နေ့စဉ်သုံးဘာသာစကားတွေမှာကျွန်တော်ရှေးအောင်မာဂရစကားပါဠိစကားအသုံးအနှုန်းတွေကျွန်တော်တွေ့ရပါတယ်ဥမာမနောဆိုရင်စိတ်မာတာမိခင်စတဲ့အသုံးအနှုန်းတွေကိုနေ့စဉ်သုံးနှုန်းပြောဆိုနေကြတော့ကျွန်တော်တွေ့ရှိရမှာပါအဲကြောင့်ဒီရှေးအောင်မာဂရစကားနဲ့ပတ်သက်ပြီးတော့အတူကြောင့်သိရအောင်လို့ဒီရွာတကြီးရွယ်ကိုတူကိုကျွန်တော်တွားရောက်တွေ့ဆုံပြီးတော့မေးမြန်းကြည့်မှာပါဘောရမမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေဟာမာဂရတိုင်းဒေသရဲ့မာဂရစကားနဲ့ဖြစ်တယ်လို့ဗုဒ္ဓစာပေတွေမှာတွေ့မြင်ရသလိုမာဂရခေါ်ပါဠိဘာသာတွေကစကားလုံးတွေနဲ့ဒိုင်းနက်တို့သုံးဆွဲတဲ့စကားလုံးတွေဘယ်လောက်ထိနီးစပ်တူညီပါသလဲဦးစိန်လာထွန်းဟာအိုးပြင်တောင်ရွာကဒိုင်းနက်လူမျိုးတစ်ယောက်ပါဆရာမင်းလိုပဲကျွန်တော်လည်းနည်းနည်းဖြစ်ရှင်းပါတယ်ကျွန်တော်တို့မှာကြတော့ဆရာတို့မှာလူတွေကိုခေါ်တာကိုကျွန်တော်တို့မှာမာနုစာလို့ခေါ်ပါတယ်ဆရာကလည်းကျွန်တော်မာနုပြခေါ်ပါတယ်မဟုတ်ဘူးလားဆရာကြီးဒီမှာဒီမကရမှာပါဠိမှာကြတော့မနုစာကျွန်တော်မှာကြတော့လေမာနုစာပါဆရာကြီးအဲ့လိုခေါ်တယ်နောက်တဲ့ကျွန်တော်တို့မှာအမေကိုကြတော့မာသာအဖေကြတော့ဘာသာညီလေးကိုကြတော့ဘိုင်သာညီလေးပေါ့အဲ့ဒါလို့ကျွန်တော်ဘယ်လိုပြောမလဲစားတွေကိုကြတော့ပုတ်လို့ခေါ်ပါတယ်ပုတ်စာပါဠိမှာကြတော့ပုတ်တာပေါ့
ညီလေးကိုကြတော့ဘိုင်ဇာပါဠိမှာသရမှာကြတော့ဘက်တာအဲ့ဒါနဲ့တူလူကျွန်တော်ဖြေခွန်းကိုပြပါတယ်ဆရာကြီးစေတကောင်းလူတွေနဲ့လေကျွန်တော်တို့ပြောနေတဲ့စကားနဲ့လေတူပါတယ်ဆရာကြီးသူတို့မှကြတော့အင်္ဂလိပ်စကားနဲ့လေနည်းနည်းပါသွားတယ်ကျွန်တော်တို့မှလေတော့နည်းနည်းလောက်မြန်မာပြည်မှာနေတော့ဗမာအစနာလေးနည်းနည်းခက်ဆန်ဆန်ပါသွားတယ်အဲ့ဒီနည်းနည်းလောက်လေသံနည်းနည်းခွေးတာနည်းနည်းမှရှိတာအမေကြီးတော့တောင်းရတာတော့တူပါတယ် ဒိုင်းနတ်တို့ပါဠိစကားပြောကြတာဟာတက္ကမလူမျိုးတွေနဲ့တူတာကြောင့်ကိုတက္ကမလူမျိုးဖြစ်ခံယူထားတယ်လို့ဆိုလာသူနောက်တစ်ယောက်ကတော့ဦးထွန်းလာအောင်ပါ တက္ကမလူမျိုးဆိုပြီးပြောနိုင်တဲ့အထောက်အထားကြတော့ကျွန်တော်တို့မှာအခုကြတော့ကျွန်တော်တို့မှာဘာသာစကားတစ်ခုပဲရှိတာကိုတက်ကြဆိုတာကတော့တက်ကြတာကြီးဝင်လူမျိုးတွေကဆင်းသက်လာတဲ့လို့သိရပါတယ်အဲ့ဒါတွေတက်ကြဟာကျွန်တော်တို့ဗုဒ္ဓစာပေတွေမှာတွေ့လာရတဲ့ပါဠိစကားပေါ့ပါဠိစကားမှာပါဠိစကားဆင်းသက်လာလို့သိရတယ်ဒါပေမဲ့အဲ့ဒီစကားတွေကျွန်တော်တို့စကားတွေမှာပါဠိစကားပြနေတဲ့အတွက်တက်ကြတာကြီးဆိုပြီးတော့ကျွန်တော်တို့ခံယူတာပါ ဒိုင်းနတ်လူမျိုးတွေရဲ့ရိုးရာကဟန်တွေဟာဘယ်ချေဘယ်လက်ညာချေညာလက်စီးကျက်ညီညီကခုန်ကြပြီးအိန္ဒိယကဟန်တွေနဲ့ဆင်တာကိုတွေ့မြင်ရမှာပါအကပိုင်းကိုတောင်းဝင်ယူထားတဲ့မင်းပြားမြို့နယ်ရွှေတောင်ကျွေးရွာကဦးရွှေဖိုးစိန်ကရှင်းပြမှာပါဒီချီလက်ခေါင်ခါကဟန်လေးနဲ့ပတ်သက်ပြီးတော့ဗားလေးတခြားကဟန်လေးနဲ့ကွဲပြားလဲဆိုတာရှင်းပြပါဦးဟုတ်ကဲ့ ချီလက်ကောဟန်နဲ့ဆိုလို့ရှိရင်ကျွန်တော်မှတော့ဒါပေမဲ့ဒီကကျွန်တော်ကဒီအကားဆိုလို့ရှိရင်ဟိုတုန်းကတော့ကျွန်တော်မှမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်ကဟိုကကျွန်တော်အနောက်ကဒီအိန္ဒိယဘက်ကလာတဲ့အကားဟိုကထွင်ပြီးတော့ကျွန်တော်ကားထားတာဒါပေမဲ့ဒီဥစ္စာတော့ကျွန်တော်လည်းရှိသေးချာပြိပြီးတော့နားမလည်သေးဘူးပေါ့ပြောပြလို့မရသေးဘူးဒါသူတို့နဲ့မညီပါကျွန်တော်ဒီမှာကပညာရှင်မရှိသေးဘူးအဲ့ဒါပညာရှင်ကသူတို့စီအကားကောကိုပဲကျွန်တော်ထွင်ပြီးတော့ဒီမှာသေးသေးဖို့အနေနဲ့ပဲကနေရတဲ့သဘောရှိပါသေးတယ်ဒီဒုတိယပိုင်းကရောဘယ်လိုဒုတိယတွေကိုအခြေခံပြီးတော့ဒီထုတ်ကြရတယ်ဗျာကျွန်တော်သိထားသလောက်ကတော့ဒုတိယကတော့ကျွန်တော်ကပလီရဲ့နောက်ပြီးတော့ဒီခင်းကုံလို့ပြောတယ်ဒီပဇန်းနဲ့ပေါ့ခြာနဲ့အဲ့ဒါနဲ့မဟုတ်တယ်နောက်ပြီးတော့ဒီဝါးရဲ့စေးပေါ့ဒါကပမာလို့တော့စေးပေါ့ကျွန်တော်မှတော့ဝါးကိုဒီလိုဟုတ်တာအဲ့ဒါသုံးမျိုးပဲသိတယ်အခုခေတ်မှာဆိုလို့ချင်းတော့သူတို့စီမှာကတော့ဒီတခြားဒီအနောက်တိုင်းဂီတတွေနဲ့တီးပြီးတော့အဆင်ပြေနေပြီကျွန်တော်စီမှာတော့အဲ့လိုဒီကျွင့်ကျင်နေတီးမှုတ်တဲ့လူတွေမရှိသေးဘူးအဲ့ဒါကျွန်တော်နောက်ဆက်တဲ့သူတို့နဲ့ပို့ပေါင်းပြီးတော့မှကျွန်တော်သင်ရမှာဒါတွေတော့ဟုတ်ကဲ့ဦးထွန်းလာအောင်ကလက်ရှိမှာမူလာတန်းကျောင်းဆရာတူအဖြစ်တာဝန်ထမ်းဆောင်နေပြီးဒိုင်းနတ်လူမျိုးတွေရဲ့စာပေနဲ့ယဉ်ကျေးမှုတွေပြန်လည်ဖော်ထုတ်ဖို့အားသန်နေသူတူပါသူ့အတွက်အကြီးမားဆုံးရည်ရွယ်ချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ရခိုင်ပြည်မင်းထီလက်ထက်တုန်းကမိတ်ဆာဂီနိုင်ငံကိုတွားတိုက်တဲ့အခါသူတို့ကကျွန်တော်တို့မိတ်ဆာဂီဘီရင်ကဆက်ရှုံတော့ဒီဘက်ကိုကျွန်တော်တို့ရခိုင်ဘက်ကိုခေါ်လာတော့မင်းထီကသူတို့ကျွန်တော်တို့ကိုဒီလူမျိုးတွေကိုဟိုမှာအန်ဒလဲဘက်မှာချထားတယ်နေစားအဖြစ်နဲ့ပေါ့အဲ့ဒီအချိန်မှာသူတို့အဲ့ဒီနေစားတွေကဒိုင်းခွန်ပေါ့ဒိုင်းအခွန်ကိုပေးဆောင်ရတဲ့အတွက်ရခိုင်ပြည်တွေကအဲ့ဒီကဒိုင်းနေဆိုပြီးဖြစ်ပေါ်လာတာပါရခိုင်ပြည်မှာတော့ဒိုင်းနတ်လို့အမည်တွင်နေတဲ့တက္ကမလူမျိုးတွေဟာမြို့နယ်6မြို့နယ်မှာပြန့်နှံ့နေထိုင်ကြပါတယ်ဒိုင်းနတ်လူမျိုးတွေဟာသူတို့ရဲ့မူလမျိုးရိုးနာမည်ဖြစ်တဲ့တက္ကမဆိုတဲ့နာမည်ကိုပြောင်းလဲဖို့ကြိုးစားနေပြီးစစ်တကောင်းနယ်ရှိမျိုးနွယ်သူတက္ကမလူမျိုးတွေထံမှဘာသာစကားတင်ရိုးညွှန်းနှန်းတွေနဲ့ယဉ်ကျေးမှုအမှုပညာတို့ကိုပြန်လည်လေ့လာနေကြပါပြီဘာကြောင့်ဒိုင်းနတ်ကနေတက္ကမလို့နာမည်ပြောင်းကျင်ရတဲ့အကြောင်းရင်းကိုတက္ကမလူမျိုးဆရာတော်အရှင်ဇောတိပါလာကရှင်းပြမှာပါဆရာတော်ဟာတက္ကမအမျိုးသားနေ့ဖြစ်အောင်ကြိုးပမ်းခဲ့ပြီးတက်ကြတာကြီးတက္ကမလူမျိုးဖြစ်စဉ်သမိုင်းစာအုပ်ကိုရေးသားပြုစုခဲ့ပါတယ်ဦးဇင်းတို့ဘာကြောင့်ပြောင်းကျင်လဲဆိုတော့အခုဦးဇင်းတို့လူမျိုးတွေရှိတဲ့ဥမာအိန္ဒိယမှာဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့လူမျိုးတွေကသူတို့ဒိုင်းနဲ့လို့မခေါ်ဘူးဒိုင်းနဲ့ခေါ်ရင်မကြိုက်ဘူးဦးဇင်းတို့လည်းဒီကလူတွေကလည်းဒိုင်းနဲ့ခေါ်တာမကြိုက်ဘူးဘာလို့ဆိုကိုယ်တိုင်ပြေးတယ်နာနေမဟုတ်ဘူး
ဆိုလိုကဒီတိုင်းနဲ့ခေါ်ရလာပြီး73ပန်းအနေနဲ့နေကြရတော့ကဒီရခိုင်တွေကပေးခဲ့တဲ့နာမည်ဖြစ်နေတယ်မိမိခေါ်တဲ့နာမည်မဟုတ်ဘူးရှင်းပြလို့ရှိရင်ကိုယ်ပိုင်ဘရင်စနစ်ရှိရတဲ့နဲ့တက်တက်ဒီဟိုပါပေါ့တုံဆွန်တဲ့ပုံစံမျိုးနဲ့ပေးခဲ့တဲ့နာမည်ဖြစ်နေလို့ဦးသိန်းတို့မိမိရဲ့နာမည်မဟုတ်ဘူးမိမိခေါ်တဲ့နာမည်လည်းမဟုတ်ဘူးဆိုတော့ဦးသိန်းတို့ဒီနာမည်ကိုမကြိုက်တာမိမိမူရင်းနာမည်ကကြောက်စာမှာပါရတဲ့နဲ့ဥမာတက္ကမဆိုတော့ပါရတဲ့နဲ့မိမိခေါ်တာလေတက္ကမလို့ဖြစ်ရတဲ့နဲ့အဲ့ဒါကိုစာတွေးတဲ့အချိန်ကျတော့သူတင်တာလုပ်ပြီးတော့စာတွေးတဲ့အချိန်ကျတော့ဦးသိန်းတို့ကဒီကြောက်ကိုပဲဦးသိန်းတို့ကဘာလို့ဆိုတော့ University အနေနဲ့ဦးသိန်းတို့ဆက်သွယ်နိုင်ဖို့ဆိုရင်နိုင်ငံတကာမှာကဦးသိန်းတို့ဒီတက္ကမပဲတွင်ကျတယ်ဒိုင်းနဲ့ဆိုရင်ဒီကမှမသိဘူးနောက်ဆုံးဦးသိန်းတို့ရခိုင်ပြည်တောင်ပိုင်းကလူတွေတော့မှဒိုင်းနဲ့ဆိုတော့တော့မသိကြဘူးလက်လန်းမီရလို့ပဲသိကြတယ်အဲ့လိုအခန်းကဏ္ဍတစ်ကြောင်းရယ်နောက်တစ်ကြောင်းကခုနကပြောသလိုဒိုင်းနဲ့ဆိုတဲ့နာမည်ကတွန်နာမည်ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ကဒိုင်းနဲ့ငူခွန်ဖွဲ့ခဲ့တယ်ဖွဲ့ခဲ့မှငါးစီမှာနေကြလေလောက်ခကြပုံစံမျိုးနဲ့ခေါ်ခဲ့တဲ့နာမည်ဖြစ်နေတယ်ဦးသိန်းတို့အဲကြောင့်မလို့ဒီဒိုင်းနဲ့နာမည်ကိုတစ်ဖြည်းဖြည်းဦးသိန်းတို့ဖောက်ဖို့လုပ်နေဇန်နဝါရီ9ရက်ဦးသိန်းတို့ဇန်နဝါရီ9ရက်ကိုအမျိုးသားနေ့ဦးသိန်းတို့တက္ကမအမျိုးသားနေ့ကျင်းပါတယ်ဦးသိန်းတို့ကျင်းပရခြင်းရည်ရင်းချင်းမှာလည်းအဲဒီဒိုင်းနဲ့နာမည်ကိုတစ်ဖြည်းဖြည်းဖောက်ပြီးတော့အဲ့လိုလုပ်ဖို့ရည်ရည်တယ်ဦးသိန်းတို့အမျိုးသားနေ့ကျင်းပါမြန်မာနိုင်ငံရဲ့အစောဆုံးလူမျိုးစုကြီးတွေဖြစ်တဲ့ပြူကမ်းရန်တက်လူမျိုးစုကြီးတွေတဲကမှပြူနဲ့ကမ်းရန်လူမျိုးစုတွေကတော့ယနေ့ခေတ်အချိန်ခါမှာပျောက်ကွယ်သွားပါပြီ။ဒါပေမဲ့ဒီရခိုင်ဒေသမှာတော့ဒိုင်းနက်လို့အမည်တွင်နေတဲ့အရှိတက်မျိုးနွယ်စုဝင်တိုင်းရင်းသားတွေကျန်ရှိနေပါသေးတယ်။သူတို့ဟာလည်းသူတို့ရဲ့စာပေယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းတွေမကွယ်ပြောက်သွားဖို့အတွက်ကြိုးစားရုံးကန်ထိန်းသိမ်းနေရသေးပါ။